ကျွန်တော်တို့ရွှေမန္တလာကုမ္ပဏီဟာပိုင်အိုနီးယားကုမ္ပဏီတစ်ခုပြီးပြီးဂျပန်ကားခေတ်ကနေဥရောပကားစတင်ပြောင်းလဲခြင်းအရွေ့မှာအခုလိုမြန်မာပြည်ရဲ့ပထမအဦးဆုံး luxury bus ဝန်ဆောင်မှုစတင်ခြင်းကကျွန်တော်ရဲ့ရင်မောင်းမိတ်ဆွေတွေကြားထဲမှာကောကျွန်တော်ရဲ့အဝင်းဝိုင်းကြားထဲမှာပါငါဟာရွှေမန္တလာရင်မောင်းกว่าလို့ကြည်ကျင်နက်နက်ကြီးဝင်ကြွားရဲတဲ့အချက်တစ်ခုပေါ့ဗျာ